ချလက်ကိုင်းနဲ့စားနေရတော့ပထမဆုံးရေချိန်စေးလို့ပါဟိုချင်းချက်တုံးတူငရေဘာလို့မဆလာဒီလိုစကားလေးလည်းမရမယ်နော်နောက်တဲ့ဟိုဒီစနွင်းနဲ့ချင်းနဲ့ချက်တုံးတူရယ်မဆလာရယ်ရတာရယ်ဒါပါလဲဆိုတာဖဲသားပေါ့နော်ဒီဆိုတော့စီစားတယ်ထွက်လာပါပြီကွယ်ဒီနေ့ကတာလုံးချက်တူပဲတို့လူမအတွဲလိုလေသေးမရှိတာစီစဉ်ထားလိုက်ပုံကနှစ်ပြားခါတယ်ဒါကျင်တော့ကပလီရအလိုလိုနေအလိုလိုကဲမင်္ဂလာပါလို့ဘာလို့ရှုံးရတာမိနေနာလေးပါဒီရောက်ကြည့်လို့ဝင်းဝါမောင်နေတာပါဘာလို့ဆိုတော့ကိုပြီးဖြစ်တယ်ပြီးလုံးကတော့ကိုပြပြီးတော့ငင်ပြီးနောက်ပိုင်းမှာကိုအောင်ကိုပဲဟိုအောင်စိတ်ကြမ်းပါပြီးတော့ပြောရှင်စရာပဲမင်းပြေးရပါတော့ဘာလို့ဆိုတော့လူကဆိုတာဘာမှမသိလို့လို့ပေါ့သူကတော့ perfect တော့မရှိပေမဲ့ပြောရှင်အောင်ပဲစိတ်ချမ်းပြောရှင်နေဆိုတဲ့စကားထက်စိတ်ချမ်းသာအောင်လုပ်နေတယ်ပေါ့နော်အဲ့လိုပါပဲအားလုံးကြမ်းမှချမ်းသာပါစေ